မဲဟုတ်တင်ကြံပွဲတော်မှာရီးစားရှာမဲသူတွေရှိကြလားမဲဟုတ်ချောင်းရဲ့နံဘေးမှာတိုးတက်ဟင်ကိုစထရက်ရှင်ကားနဲ့ဦးစီးပြီးကျင်းပတဲ့တကြံမန်တက်ကြီးကလည်း share ပဲနော်အစိုးရတွေလည်းဖျော်ဖြေတဲ့အပြင်ဒန်ဆာမိုက်ဆာတွေလည်းရှိပါသေးရဲ့ခင်ဗျာမမီတာကြောင့်လုံးဝရှိအောင်ပြန်ပတ်သူပြောတဲ့ရမ်းတဲ့နေ့စမစိကြောင့် base ပွဲကျွမ်းတဲ့ကြံမိုးဒီလုံးကတော့မြေဘူးပဲရှာသိမက်မဲ့သုံးလာတဲ့နေရသူတော်မီကပြောတာအိမ်မချင်းရရဲ့မမီဖြစ်နေမမီတာကြောင့်လုံးဝရှိအောင်ပြန်ပတ်သူပြောတဲ့ရမ်းတဲ့နေ့စမစိကြောင့် base မန္တလေးရှိမှာရှယ်ကဲလို့ရတဲ့အပြင်များပြဲဘောလုံးပစ်တွေစီးစရာပင်လက်တဲ့မြပြောအီတွေနဲ့ကစားစရာတွေများတဲ့ပွဲစည်းတန်းလည်းရှိပါသေးတယ်ခင်ဗျာမန္တဘေးမှာရောင်းတဲ့ဆိုင်လေးကလည်းဈေးချိုပြီးတော့ပြောရှင်းရှင်းရေကစားရင်လည်းမြည်လို့ကောင်းမဲ့အစားအစာလေးတွေအများကြီးရှိပါတယ်ခင်ဗျာဆိုတော့အမီးလေးတွေကိုလည်းမြည်ကြည့်ပါမယ်အားလုံးပဲချီယာဝတ်သုံးလက်သားကြော်လေးကအရန်ကြီးလည်းမကျွတ်မမာပဲနဲ့ဘီယာလေးနဲ့မြည်လို့အဆင်ပြေတယ်ဂျိုမြစ်ကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဂျိုမြစ်ဝတ်သားကြော်လေးကလည်းမဆိုးဘူးစားလို့ကောင်းပါတယ်ကျွန်တော်လိုမျိုးဘယ်နေရာရောက်ကျင်းသုံးနဲ့လက်ဖက်တုပ်စားရမှကျင်းတတ်တယ်ဆိုတဲ့သူတွေအတွက်လည်းကျင်းသုံးလက်ဖက်တုပ်လည်းရပါသေးရဲ့ခင်ဗျာဝက်နံရိုးကြော်လေးကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးဖြစ်ပြီးတော့တပွဲမှာဆိုရင်ပါတဲ့အတုံးရည်ကစက္ကန့်3လောက်ကိုပါပါတယ်နိုင်ရိုးဆိုပေမဲ့လည်းအသားများပါတဲ့အပိုင်းတွေကိုသုံးပေးထားတာကိုတွေ့ရပါတယ်ခင်ဗျာမာလာဆိုတဲ့သူတွေအတွက်လည်းမာလာ9ကင်လေးလည်းရပါသေးတယ်ခင်ဗျာမာလာရဲ့ရတာကငားတဲ့အသားထဲမှာစိတ်နေပြီးတော့တော်တော်လေးကိုရတာရှိပါတယ်ဘယ်ဟုတ်သင်္ကြန်ပွဲတော့မှာရီးစားမရရင်အိမ်ကိုမပြန်တော့ဘူးအားလုံးပဲတက်တာပါ